လေးရှားမှာမြန်မာဈေးနဲ့တော်တော်မှဆင်နေဈေးလေးတစ်ခုရှိပါတယ်။ဝယ်လို့အရန်ကောင်းပါတယ်။အသားကအသီးရွက်အကုန်လက်ဆက်ပြီးပေါ်ပါတယ်ရှင်။ဒါကတော့ဈေးတွေမှာရောင်းတဲ့အဝတ်ထည်ဆိုင်လေးတွေကလေးကလေးတွေခေါင်းစည်းလေးတွေအင်ကြီးလေးတွေအတွင်းကန်လေးတွေပေါ့ရှင်အစုံပါပဲ။ဒါကတော့အသီးနဲ့ရောင်းတဲ့တန်းမှာအသီးနဲ့နေရာလက်ဆက်ပါတယ်ဈေးလဲသူ့ဟာနဲ့သူတင့်တော်ပါတယ်ရှင်ဒါကတော့ဈေးအပြင်ဧရိယာပါသူကနောက်မှာဈေးရုံကြီးကျဲရှိပါတယ်အများစုကတော့ဈေးအပြင်မှာပဲဝယ်ပါတယ်ဒါကတော့ဝတ်သားရောင်းတဲ့နေရာတွေပါဒီမှာကမြန်မာအများစုအလုပ်လုပ်ကြပါတယ်အဲ့တော့မြန်မာရှိရဲ့ဆိုင်ကိုကျွန်မရွေးဝယ်ပါတယ်စကားပြောရတာပို့အဆင်ပြေတာပေါ့ဦးတို့ဝက်နှလုံးတို့ဝက်အတွင်းသားကလေးသားတွေပါတော့ဝက်သွေးကိုခဲတာလည်းရှိရဲ့ဒီလိုမခဲတာလေးလည်းရှိပါတယ်ဝက်အစုပ်ဝက်ယူစုံပါပဲရှင်ဝက်နှလုံးဝက်ဦးဝက်ချင်းနိုင်ဒါကတော့အသီးနှံနေပါတခွားဒီခရမ်းဒီခရမ်းချင်းဒီအစုံအစစ်ပဲတီတော့ဒီလိုအပုံလေးနဲ့ရောင်းပါတယ်တပုံ2ချက်ပါ3ပုံ5ချက်ပေးပါတယ်သူတို့နိုင်ငံကဒီလိုလေးတံမြာဒီအသေးလေးတွေအရန်သုံးပါတယ်ခဝဲတီမုံကြီးရွက်အစုံပါပဲရှင်တငင်းဒီလည်းအခုနောက်ပိုင်းတော်တော်စားလာကြပါတယ်ဒါပတိုက်ပါတီးနှံတွေကတော့အစုံပါပဲဒါကတော့အာရင်ကမုံလို့ခေါ်ပါတယ်မြန်မာချက်ပေါ်ရှင်သူကတော့ဈေးကြီးပါတယ်အကောင်လိုက်ရောင်းတာများပါတယ်ဒါကပဲပင်ပေါက်ပဲပြာတိုးဖူးပဲပုတ် fish ball fish cake အသီးနဲ့နေအစုံရောင်းပါတယ်ဒါကတော့ကျမတို့ CP စက်သားထဲမှာကိုကြိုက်တဲ့အစိပ်ပန်းကိုရွေးဝယ်လို့ရပါတယ်ဒါခနန်းငါဒီမှာကတော့ပင်လယ်ငါကိုစားတာများပါတယ်ရေချိုငါတော်တော်လေးကိုနဲပါတယ်ပဇွန်နေရာလဲသူ့ဈေးနဲ့သူအမျိုးမျိုးရှိပါတယ်ပဇွန်အမျိုးအစားပေါင်းများစွာရှိပါတယ်ကင်းမွန်ကြီးကြီးငါခရုတွေလည်းအမျိုးစုံရှိပါတယ်ခနန်းတွေလည်းအမျိုးစုံရှိပါတယ်ကျမကတော့ခနန်းတွေခရုတွေတိတ်စားနေစမ်းတာမရှိပါဘူးရှင်ဒီဈေးလေးသွားတာကျမမြန်မာပြည်ကိုလည်းအရန်အလွမ်းပြေပါတယ်ဈေးဝယ်ရလည်းအရန်ကောင်းပါတယ်ပြောပါတယ်ရှင်ဗီဒီယိုလေးကိုကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်